အုပ်လေးယောက်ဖွင့်လာတဲ့ကျောင်းကရန်ကုန်အင်းစိတ်မှာရှိတယ်။အရင်ကဘော်ဒါဆောင်နောက်မှာကိုပိုင်အထက်တန်းကျောင်းဆိုပြီးဖြစ်သွားတာ။ဒီကျောင်းအုပ်လေးယောက်လုံးကဆရာဝန်တွေအင်ဂျင်နီယာတွေကျောင်းကို2014-15မှာစဖွင့်ခဲ့တယ်။ကျောင်းမှာအရင်ကနေခဲ့ဘူးသူကျောင်းသားဟောင်းဖြစ်တဲ့အကိုနဲ့အမတရားကိုက SA လောက်ခံရတာအမကမျက်မြင်သက်တည်ဒီအမကအခုဆိုဆရာဝန်တော်ဖြစ်နေပြီကျွန်တော်တို့က2015လောက်မှာကျောင်းစနေခဲ့တယ်ကျွန်တော်သိရသလောက်ဘော်ဒါဆောင်အတွင်းပိုင်းကလူကယောက်ျားလေးက16ယောက်မိန်းကလေးက25ယောက်ပြင်ကနေတီးတန့်လာတတ်တဲ့ကျောင်းသားတွေလည်းရှိတယ်6တန်း10တန်းနေအယောက်80လောက်ရှိမယ်ကိုယ့်ရဲ့ထားကက2016-19လောက်မှာစတင်ခဲ့တာများသောအားဖြင့်ဘော်ဒါဆောင်ကကျောင်းသားတွေကိုထားကတ်ထားတာဘလို့ထားကတ်ထားတယ်လဲဆိုရင်ကျောင်းသားတွေအများကြီးတဲ့ကတိုက်တဲ့ကျောင်းသားကိုတွေ့ရင်ပထမဖဲကျင်အောင်လုပ်မယ်အခြားကျောင်းသားတွေနဲ့အစီမပြေအောင်လုပ်မယ်ပြီးတော့ကျောင်းသားဟာစိတ်ညစ်ပြီးတီးတန့်ဖြစ်သွားတဲ့အချိန်ကြမှာသူတို့ရဲ့ထားကတ်ကိုစတင်တာသူတို့မှာနီးနီးရှိတယ်ပထမတစ်ခုကဒီကျောင်းသားကရုပ်ချော်အသားဖြူဖြူတက်တက်ပြက်ပြက်အရက်အမောင်ကြည့်ကောင်းရင်ဒီကျောင်းသားကိုထားကတ်ထားတယ်အုပ်လေးယောက်ထဲမှာအငယ်2ယောက်ကအဲ့ဒီစိတ်တွေအများဆုံးပဲအငယ်2ယောက်ကဥပမာမောင်မောင်ဆိုတဲ့သူကိုကြိုက်လို့ရွေးတယ်ဆိုပါစို့သူတို့ရွေးပြီးသားသူကိုကြံတဲ့အကြီး2ယောက်ကမထိဘူးမကင်ဘူးမရှုပ်ဘူးအတင်းရင်လည်းအဲ့ဒီမောင်မောင်ကိုမဆူဘူးယုံကြည်မှုကိုပထမဦးဆုံးတိဆောက်တယ်နောက်မှာအသားချင်းကနေစထိလာတယ်လို့ရွေးခံရတဲ့ကျောင်းသားကအသားချင်းထိခွင့်ပေးတယ်ဆိုရင်သူတို့ရဲ့ထားကတ်ကအောင်မြင်တယ်ဘာမှမဖြစ်တော့ဘူးပြီးတဲ့ကျောင်းသားတွေမကဘူးနော်ကြံတဲ့ကျောင်းသားတွေကိုလည်းနင်းခိုင်းတယ်နှိပ်ခိုင်းတယ်ပြီးတော့တဆင့်တက်ပြီးတော့အသားတွေထိကြိုက်လာတယ်။ကိုခန္ဓာအစိတ်အပိုင်းတွေနေရာတစ်ခုမှမလွတ်တော့ဘူး။တကယ်လို့ကျောင်းသားကငင်းဆန်ခဲ့ရင်သူတို့ကညှိုးလာတယ်။ဘလို့ညှိုးလဲဆိုရင်ပညာရှိနေပေါ့။တခုခုကိုအကြောင်းပြပြီးစာတင်နေတဲ့အချိန်မှာတခြားကျောင်းသားတွေအရှက်ရအောင်ရိုက်တယ်။ရိုးရိုးရိုက်တာမဟုတ်ပဲမျက်နှာကိုဖြတ်ရိုက်ပစ်တာ။သူတို့ရဲ့ရွယ်ချက်ကကျောင်းသားတွေလူအများရှိမှကိုယုံကြည်ချက်ကင်းမဲ့သွားအောင် psychology ပညာကိုထုတ်သုံးလိုက်တာကျောင်းအုပ်တွေဟာသူတို့ထားကတ်ထားပြီးသားကျောင်းသားတွေကိုကိုယုံကြည်မှုမရှိအောင်လုပ်တယ်အဲ့ဒီကျောင်းသားနဲ့စကားပြောဆိုရင်လည်းကြမ်းတမ်းစွာပြောဆိုလာတယ်ပိုဆိုးတာကအဲ့ဒီကျောင်းသားကိုတခြားကျောင်းသားတွေနဲ့စကားမပြောခိုင်းတော့ဘူးတခြားကျောင်းသားတွေကလည်းတနာလို့အဲ့ဒီကျောင်းသားကိုစကားလာပြောရင်တော့အပြစ်ပေးခံရတယ်ထားကတ်ထားတဲ့ကျောင်းသားနဲ့တခြားကျောင်းသားတွေကိုလူခွဲလိုက်တယ်ဒီတော့ထားကတ်ထားခံရတဲ့ကျောင်းသားဟာလူမသိသူမသိနဲ့စိတ်တရားတွေရလာတယ်စိတ်လဲညစ်နေမယ်ကိုကရလည်းဖြစ်ပြီးတော့အထီးကျန်နေတဲ့အချိန်မှာလူမရှိသူမရှိ CCTV နဲ့လွတ်တဲ့နေရာကိုခေါ်လာပြီးSA လောက်တာ2016-19နောက်ပိုင်းမှာကျောင်းကနာမည်ပူကြီးလာတဲ့အရင်ကတည်းကနှစ်ဆလူပိုများလာတယ်2020နောက်ပိုင်းမှာကျောင်းသားတွေယာနဲ့ချီပြီးရှိလာတယ်ပြီးတော့ SA ထပ်လောက်ခံရတဲ့ကျောင်းသားတစ်ယောက်ကပြောပြလာတယ်အခုသူပြောပြနေတဲ့အချိန်မှာသူ့အသက်က20နဲ့တနေ့ရှိပြီကျွန်တော်က2019-20နှစ်ကဒီကျောင်းမှာကိုရန်ကနေစတက်ခဲ့တယ်နောက်တော့ကိစ္စတစ်ခုကြောင့်တခြားကျောင်းကိုပြောင်းခဲ့ရတယ်အရင်တက်ခဲ့တဲ့ကျောင်းဆိုတော့2020-23မှာဒီကျောင်းကိုလာတက်စီခဲ့တယ်ဒီတုန်းကကျွန်တော်အသက်18နှစ်ပဲရှိသေးတယ်ဆရာတွေကကျွန်တော်ကိုမေးတယ်မင်းလူဘယ်နှယောက်နဲ့အိတ်ခဲ့လဲဒီမှာယောဂဘိုးကူးဆက်တာရှိတာခင်းနေလား6နေလားဆိုတဲ့မင်းမျက်နှာတွေခံခဲ့ရဘူးတယ်ပြီးတော့4ယောက်ထဲက1ယောက်ကသူစာတင်နေတဲ့အချိန်သူ့နားမှာကျွန်တော်ကိုခေါ်ထားတယ်ပြီးတော့မတိမတာနဲ့အသားတွေလာထိတာတွေလုပ်ပါတယ်သူတို့ထားကတ်တဲ့ကိုရောက်သွားတဲ့ကျွန်တော်ကလူရှင်းတဲ့အချိန်အခါလွတ်တဲ့ခေါ်သွင်းတာခံရပြီးSA လောက်တာခံရတယ်။ကျောင်းသားလေးလည်း6လတိတိ SA လောက်ခံရတာမှတ်မိသလောက်အကြိမ်90လောက်ရှိမယ်လို့ပြောပြလာတယ်။ကျောင်းသားတွေကသူတို့ကိုကြောက်လို့မပြောရခဲ့ကြဘူး။တယောက်ကနေဆဆရင်းနဲ့နောက်မှအားလုံးတိသွားကြတာ။ကို့သားသမီးတွေကိုဘော်ဒါကျောင်းတွေကိုပိုင်ကျောင်းတွေမှာထားတဲ့မိဘတွေတတိထားတင်ပါတယ်